မြောက်တကုံမြို့နယ်တွေကလုံးချင်းသုံးတက်ခွဲတိုက်တလီရောက်မှုရှိရလေးကျွန်တော်ပြပေးခြင်းပါတယ်ဒီရင်လေးရဲ့ဒီနေရာကကြတော့ကျွန်တော်တို့ဒီပင်လုံလမ်းမကြီးပေါ်ကိုမေးတင်တဲ့ရက်ကွက်မှာရှိတယ်လမ်းမကြီးတွေကိုဒဲပေါက်တာဆိုရင်တော့ပြည်အောင်စုလမ်းမကြီးကိုဒဲသွားလို့ရတယ်ပင်လုံလမ်းနဲ့လည်းနီးတယ်လမ်းမကြီးကိုဒဲပေါက်တာတော့ဒီပြည်အောင်စုလမ်းမကိုတော့ဒဲပေါက်တယ်ဒီရင်လေးကချန်ကျဲ44ပြီ65ပြီရှိတယ်ဒီအကျယ်ဝန်းကခရမ်းစာရွက်ထဲမှာလည်းတရားဝင်ပါပြီးသားအကျယ်ဖြစ်ပါတယ်အိမ်ကတော့သုံးတက်ခွဲကိုအပေါ်ဆုံးမှာ root salad နဲ့စောက်ထားတဲ့အိမ်လေးပါအိတ်ခန်းက master bedroom ကြီးပဲ9ခန်းပါမယ်မိရုံးတက်ပါမယ်အဲခန်း2ခန်းပါမယ်တအိမ်လုံးမှာအဲကွန်9လုံးတက်ထားတယ် kitchen ခန်းကြီးလည်းတော်တော်ကျယ်တယ်ထမင်းစားခန်းတက်လည်းပါမယ်ပြီးတော့ကျွန်တော်ဒီ dressing room လည်းတက်လေးတစ်ခန်းပါပါသေးတယ်ရေမီးအစုံနဲ့အသင်းတက်နေအောင်အိမ်လေးပါမီးဆိုရင်လည်းသူက power meter ရှိတယ်ဒီအိမ်လေးကအခုကျွန်တော်ပြထားတဲ့ photo video ထဲမှာမြင်ရတဲ့အတိုင်းပဲအိမ်လေးကအကုန်အသင်းလုံးဝအသင်းတက်နေုံပဲအိတ်ခန်းကြီးလည်းကျယ်တယ်ကျွန်တော်ဒီရေချိုးခန်းအိမ်တိုင်းဆိုလဲတော်တော်လေးကျယ်တယ်လမ်းကောင်းတယ်ကျွန်တော်တို့ရေမိုးဝက်ဘူးကျွန်တော်အခုမိုးရင်းဘက်မှာအိမ်လာကြည့်မယ်ဆိုရင်ဒါဒီရက်ကွက်ကရေတင်လားမတင်လားသေချာလေးကြည့်လို့ရမယ့်အချိန်ဖြစ်တယ်ပေါ့နော်ချန်ကျဲကခရမ်းစာရွက်ထဲမှာကိုတရားဝင်2820 square feet ရှိတယ်ပေနဲ့တွက်မယ်ဆိုရင်တော့မျက်နှာဝ44ပြီအရှိနောက်က65ပြီရှိတယ်တရားဝင်ရတာလည်းမြေပါဘန်နဲ့ချိတ်ဆက်ပြီးဝယ်ယူခြင်းတဲ့သူတွေအတွက်လည်းဒီအိမ်လေးအဆင်ပြေဟုံးလုံးလက်ခံတယ်ကျွန်တော်တို့အိမ်အတွက်ကိုပါ BCC ပါရှောက်ထားတယ်ဗျဒီ3တက်ခွဲဥမှာသူက BCC လူနေထိုင်ခွင့်မှာထပ်ရှောက်ထားသေးတယ်ဒီညလူနေထိုင်ခွင့်လည်းကြာတာပြီးသားပါတအိမ်လုံးကိုကျွန်းပါကီကိုလုံးဝဖိဖိတောက်နေအောင်ခင်းထားတယ်ဗျ decoration လည်းအထက်မှာအကုန်လုပ်ပြီးသားအစင်းသင်းတက်နေကြုံပဲတော်တော်လာကြည့်တဲ့လူတော်များကြိုက်တယ်ဒီအိမ်လေးကအဓိကဈေးနှုန်းလေးတစ်ခုပဲဒီအိမ်လေးရောက်မဲ့ဈေးကသိန်းပေါင်း23,500ခေါ်ထားပါတယ်စိတ်ဝင်စားတဲ့လူတွေရှိရင်ကျွန်တော်ဖုန်းကိုဆက်သွယ်ပြီးတော့လိုက်ကြည့်လို့ရပါတယ်ဈေးနှုန်းကလည်းပိုင်ရှင်နဲ့တိတိကျကျညှိနှိုင်းလို့ရပါသေးတယ်အဆုံးထိကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်